အိမ်အောင်ကိုပြန်သွားလိုက်ပြီးအုံးကျူနဲ့ဂျေဆောင်တို့ကိုတက်ခိုင်းထားတဲ့ message တွေကိုတွေ့လိုက်ရပါတော့တယ်ဂျေဆောင်ကရေချိုးကန်းနဲ့ဆေးုံကလူမှန်သူကချက်ချင်းမှတ်မိလိုက်ပါတယ်ကင်မရာထဲမှာတော့ဂျေဆောင်ကအုံးကျူကိုခေါ်ထုတ်သွားတာမြင်လိုက်တာနဲ့ရောင်ဦးကလည်းသူ့ဝက်စားဟောင်းတွေကိုပြန်ဝဲသူကားကိုပြန်ယူပြီးတော့ဂျေဆောင်ပုံးဖို့ငှားထားတဲ့အိမ်သစ်စီကိုလိုက်သွားပါတော့တယ်ဂျေဆောင်ကသူ့ကိုပေးမဝင်ပေမဲ့လည်းရောင်ဦးကသူ့ကိုကန်ထုတ်လိုက်ပြီးတော့အုံးကျူကိုလည်းသဘောတူညီချက်တိုင်းမလုပ်ဘဲနဲ့အပြင်ထွက်တဲ့အတွက်စူပူပါတော့တယ်အုံးကျူကလည်းသူရောက်မလာခဲ့တာကြောင့်ဘာလို့ရမှန်းမသိခဲ့တာကိုပြောလိုက်ပါတယ်ဒီနောက်မှာတော့ရောင်ဦးကလည်းသူဖြစ်ပျက်ခဲ့တာတွေကိုရှင်းပြလိုက်ပြီးဂျေဆောင်ကပြောနေတယ်လို့မျိုးသူကလူသက်သမားမဟုတ်ကြောင်းရှင်းပြလိုက်ပါတယ်ရောင်ဦးကတကယ်လူသက်သမားမျိုးမဟုတ်ပဲတနက်အတုသွေးအတုတွေနဲ့တေးချင်းအောင်ဆောင်တရုပ်ဆောင်ပေးတာသာဖြစ်ပါတယ်အဲ့ဒါကြောင့်အုံးကျူကယောဂကျင်းနဲ့တေးချင်းအောင်ဆောင်တာကိုလေ့ကျင့်နေတာပါရောင်ဦးလောက်တာကတော့တခိုင်းတဲ့သူစီကပတ်စံကိုယူပြီးတော့တက်ခံရမဲ့သူနဲ့ခွဲဝေကသူတို့ကိုမှတ်ပုံတင်တုတွေလုပ်ပေးပြီးတော့ဘဝကိုအသစ်ပြန်စတင်နိုင်အောင်ကူညီပေးတာသာဖြစ်ပါတယ်မိုးရွာနေတဲ့ညကခီးဆောင်အိတ်ကိုလာယူတဲ့လူကလည်းထွက်သွားတော့မဲ့တက်ခံရမဲ့လူကိုယ်တိုင်ပါပဲအဲ့ဒါကြောင့်အုံးကျူကလည်းခီးဆောင်အိတ်နဲ့စောင့်နေခဲ့တာပါရောင်ဦးကအုံးကျူကိုနိုင်ငံသားကိုပို့ပေးမဲ့အစီအစဉ်တိုင်းဆက်လုပ်မယ်လို့လည်းပြောပါတယ်ဒီနောက်မှာတော့အုံးကျူကဂျေဆောင်ကိုပါခေါ်သွားခြင်းတယ်လို့ပြောခဲ့ပေမဲ့ဂျေဆောင်ကတော့သူကဘာမှအသုံးမကျတဲ့လူမို့ဘယ်သူမှတတိယမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတဲ့အခါမှာတော့ရောင်ဦးကဒေါသထွက်သွားပြီးတော့ဂျေဆောင်ကိုသူ့ရဲ့ဘဝကိုနေထိုင်ခဲ့တာကိုသဘောကျတဲ့အကြောင်းပြောလိုက်ပါတယ်ဘာလို့လဲဆိုရင်တော့ဂျေဆောင်ရဲ့ဘဝကသူ့ဘယ်တော့မှမရနိုင်မဲ့အိမ်မက်တစ်ခုလိုမျိုးဖြစ်နေပြီးတော့သူ့ဘေကသူ့ကိုယုံကြည်နေတော့မဲလို့တတိပေးလိုက်ပါတယ်သူအမြဲလိုချင်ခဲ့တဲ့ဒီလိုဘဝမျိုးတွေအကြောင်းတွေးပြီးတော့ရောင်ဦးကသူတို့၃ယောက်လုံးပျောက်ကွယ်သွားနိုင်မဲ့အစီအစဉ်တစ်ခုကိုဆွဲလိုက်ပါတယ်ဒီနောက်မှာတော့သူကကုမ္ပဏီကလူတွေကိုဖုန်းခေါ်ပြီးတော့စွန့်ပစ်စာအုပ်တစ်ခုမှတွေးဖို့ချိန်လိုက်ပါတယ်အဲ့ဒီမှာတော့သူတို့၃ယောက်လုံးကတေးချင်အောင်ဆောင်ကြမှာပါအဲ့ဒီကိုမသွားခင်မှာရောင်ဦးကရီနာကိုသွားနှုတ်ဆက်ပြီးတော့သူ့လှုပ်ထွက်တော့မဲ့ဖြစ်ကြောင်းနဲ့သူမရဲ့ဘေးကင်းရေးအတွက်မိတ်ဆွေတွေဆက်မဖြစ်နိုင်တော့ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ရီနာကအကြီးကျယ်ခံစားသွားရပေမဲ့သူဘာလို့ဒီလိုတွေလုပ်နေတာလဲဆိုတာသိဖို့အတွက်ရောင်ဦးနောက်ကိုလိုက်သွားပါတယ်